အလောင်းမင်းတရားကြီးရဲ့ဝင်းရင်ထုတ်တက်အကြောင်းယူရီးယားပြည်ကိုတိမ့်ပိုက်နိုင်ခဲ့တဲ့အလောင်းမင်းတရားကြီးရဲ့လက်နက်အကြောင်းအားလုံးမင်္ဂလာပါလောကကြီးမှာလူတဦးတယောက်ရဲ့အမည်နာမကိုကြားလိုက်တာနဲ့တစ်ချိန်ကသူ့ရဲ့ဖြစ်တည်နေတိုင်းမှုနဲ့အတူထူးခြားလာတဲ့အဖြစ်ပြက်ဂုဏ်သတင်းတွေကိုပါတွဲဖက်မြင်ရအောင်အောက်မေ့လေးရှိကြပါတယ်ဥပမာအလောင်းမင်းတရားကြီးဦးအောင်စရရဲ့လို့ပြောလိုက်တာနဲ့တစ်ချိန်ကယူရီးယားပြည်ကိုဝင်းရင်တုံးနဲ့တက်သိမ်းခဲ့တဲ့ပုံကိုလို့တွေးမိမှာပါဒါကြောင့်ဒီကနေ့မှာတော့ရာဇဝင်တွေကအငင်းပွားစရာအလောင်းမင်းတရားကြီးရဲ့တစ္ဆာတော်ခံသူရဲ့ကဝင်းရင်ထုတ်တက်ချောင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဗဇက်ရာဇဝင်တွေကလို့အလောင်းမင်းတရားကြီးဦးအောင်စရရဲ့တက်တွေထဲမှာဝင်းရင်ထုတ်တက်ဆိုတာအမှန်ကန်ရှိခဲ့ရဲ့လားဗမာလူမျိုးတို့အာပေါင်အာရင်တန်တန်နဲ့ဒီကနေ့ထိလက်ဆင့်ကမ်းပြောကြားတဲ့အကြောင်းအရာတွေကတော့ကုန်းပေါင်နန်းဒီအလောင်းမင်းတရားဦးအောင်စရကအယုဒ္ဓယပြည်ယူရီးယားကိုဝရင်တုံးနဲ့ချီတက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်ဆိုတာပါပဲတကယ်တော့လက်တွေ့မှာဗမာတပ်တွေဟာကျမတို့ပတ်ဝန်းကျင်မှာအလွယ်တကူတွေးမြင်နေကြဖြစ်တယ်ဝရင်တုံးကိုကင်ပြီးတက်သိမ်းခဲ့တာတော့မဟုတ်ပါဘူးနောက်ပြီးဗမာတပ်တွေထဲမှာဝရင်တုံးတက်ရဲလို့မရှိဘဲနဲ့တင်ကြီးတက်အမည်နဲ့သာရှိခဲ့ပါတယ်အလောင်းမင်းတရားကြီးဦးအောင်စရရဲ့တက်အမည်အမှန်ကန်ကတင်ကြီးတက်ပါတင်ကြီးတက်ရဲ့တိုက်ခိုက်ရေးစွမ်းဆောင်ချက်တွေနဲ့ပတ်သက်ပြီးယူရီးယားဗမာစစ်ပွဲမိုးဗမာစစ်ပွဲတွေကြားမှာပြောစမှတ်တွင်တဲ့အထိထူးချွန်ပြောင်းမြောက်ခဲ့ပါတယ်။တမိုင်းထဲမှာဝင်းရင်ထုတ်တက်ရဲ့လို့အခေါ်အဝေါ်ပြောင်းလဲပြီးနာမည်ကြီးခဲ့တာကတော့အကြောင်းရင်းရှိပါတယ်။တင်ကြီးကိုလက်နက်တွေအနေနဲ့အသုံးပြုတိုက်ခိုက်တဲ့အတွက်တင်ကြီးတက်လို့ခေါ်ဆိုတာပဲဖြစ်ပါတယ်။တင်ကြီးဆိုတာကတော့လက်တစ်ဖက်တည်းနဲ့အလွယ်တကူကင်တွဲအသုံးပြုလို့ရတဲ့အလျားတူဝရင်တုတ်လက်နက်မဟုတ်ပါဘူးဒါပေမဲ့ဝရင်နဲ့ပြုတ်လုထားတဲ့အတွက်ဝရင်တုတ်လို့အလွယ်တကူခေါ်ဆိုရကနေတင်ကြီးဆိုတဲ့နာမည်ပျောက်ကွယ်ပြီးတင်ကြီးတက်ကိုလည်းဝရင်တုတ်တက်ရဲလို့အမည်တွင်သွားခဲ့တာပဲဖြစ်ပါတယ်တိုက်ပွဲအတွင်းမှာရမ်းမပါကြီးစံမပါပဲတင်ကြီးလက်နက်ကိုအသုံးပြုပြီးအောင်ပွဲဆင်နိုင်ခဲ့တာဟာတကယ်ကိုသမိုင်းဝင်အောင်မြင်မှုမှတ်တိုင်တစ်ခုပါပဲတင်ကြီးရဲ့မူရင်းတိတ်ပဲဟာကျစ်လက်မှာကြောတဲ့ဝါမျိုးစားတွေကဝရင်ဝါဖို့ကိုမိသိမ်းပြီးမာကြောအောင်ပြုတ်လုထားတဲ့ဒုတ်ရှည်ကိုခေါ်တာပါတင်ကြီးပြုတ်လို့ရပုံအစစ်စစ်ကတော့အရင်ဆုံးတောထဲကနေလက်တက်လောခုတ်လာတဲ့လက်တက်ဆုပ်စာပတ်လုံးလောက်ရှိတဲ့ဝါးတွေကိုအကိုင်းခတ်ရှင်းပြီးလုံချော့အောင်လုပ်ရပါတယ်အရှိကိုတော့အတုံးဖြူမဲ့သူရဲ့အရက်ခြေပြားကနေခေါင်းထိအတိုင်းအပြင်နောက်ထပ်တထောင်တထွာပိုရှည်ရတယ်လို့သတ်မှတ်ထားပါတယ်တိုင်းထွာဖြတ်တောက်ပြီးတဲ့ဝလုံးတွေမှာကွင်းညွတ်နိုင်တဲ့ဝါးကြောတွေတည်သွားဖို့အတွက်နွားမတက်ရဲ့ကျင်းငယ်ကြီးထဲမှာ2ရက်ကနေ3ရက်ထိစိန်ထားရပြန်ပါတယ်။စိန်ပြီးတဲ့နောက်မှာနေပူရှိန်ပြင်းပြင်းမှာ2ရက်3ရက်လမ်းပြီးအဆိုဓာတ်ကိုဖယ်ထုတ်ရပါတယ်။အဲဒီနောက်မှာတော့ဝလုံးတွေမာလာအောင်မီးပြပြီးဖြောင်ဆင်းလာဖို့အတွက်ကတော့ပေပေါ်မှာတင်ပြီးတူနဲ့ထုပေးရပါတယ်။ဒီစစ်နေပြီးွားပြီဆိုရင်တော့မာကြောဖြောင်ဆင်းနေတဲ့တင်ကြီးအကျန်းတွေကိုရရှိပြီးပဲဖြစ်ပါတယ်။တိုက်ပွဲအတွင်းမှာတန်းဝင်လက်နက်အဖြစ်နဲ့အသုံးပြုနိုင်ဖို့အတွက်ကတော့တင်ကြီးတွေကိုထပ်ပြီးတော့ပြင်ဆင်ရပါသေးတယ်။တင်ကြီးရဲ့ထိန်းနှက်ဖက်ကိုခြုံပြီးမာကြောအောင်လုပ်ရပါတယ်။အဲဒီနောက်မှာတင်ကြီးတုပ်ရဲ့ထိပ်ပိုင်းအလဲပိုင်းလက်ကင်နေရနဲ့အောက်ပိုင်းတွေကိုသေးသွယ်ကျစ်လက်တဲ့ရှော့ကြိုးတွေနဲ့တင်းကျပ်နေအောင်စီးနှောင်ရပါတယ်။ဒီစစ်နေအားလုံးပြီးသွားပြီဆိုရင်တော့လှန်လက်နဲ့လို့ထိုးနှက်နိုင်ပြီးဒုတ်ရှည်ကိုလည်းလက်ပတ်ကစားရင်ရိုက်နှက်နိုင်တဲ့အတွက်တင်ကြီးခေါ်ဝရင်ထုတ်လက်နက်ကိုရရှိပြီးပဲဖြစ်ပါတယ်။အဆိုပါတင်ကြီးလက်နက်ဟာဓာတ်နဲ့ပိုင်းဖြတ်လို့မရအောင်မာကြောလာတဲ့အပြင်ထိတ်ကဝဆူးချွန်ဟာလည်းကျွဲသားတရေချက်တွေကိုတော့ထွင်းဖောက်နိုင်ပါတယ်။တင်ကြီးတုံးနဲ့ရိုက်ခံရမယ်ဆိုရင်အတွင်းကျင်နိုင်ပြီးတော့ကိုတွင်းတန်ရာအပြင်းထန်ရရှိစေနိုင်တယ်လို့လည်းသိရပါတယ်။ရှေးခေတ်တုန်းကတင်ကြီးကိုင်ဆောင်တဲ့သူရဲကောင်းတွေဟာဗမာပြည်ရဲ့တပ်ထဲမှာဂျေးတက်အဖွဲ့ဝင်လက်ရွေးစင်စစ်တီတော်တွေဖြစ်ခဲ့ကြပြီးလှန်ရေး38ချင်းအပါဝင်ပွဲကြောင့်ဘန်ဒိုဒုတ်တိုင်းကိုပါကျွမ်းကျင်ပိုင်နိုင်ရပါတယ်။တင်ကြီးတက်ဟာဂျေးတက်ဖွဲ့စည်းမှုမှာတပ်စုတစ်ခုအနေနဲ့ပါဝင်ပြီးတော့တနတ်ဝင်ရဲ့လက်အောက်မှာအမိန့်နာခံရပါတယ်။တမိုင်းထောက်ထားရတဲ့တင်ကြီးတက်ဟာဗကန်ခေတ်ကလေးကဖွဲ့စည်းတည်ဆောက်ထားတဲ့တပ်အနေနဲ့မတွေ့ရတော့ပေမဲ့ဗကန်ခေတ်အရေးကြီးတွေရဲ့ပွဲကြောင်းတွေမှာ
တင်ကြီးကိုင်ပညာရက်တွေဖြစ်တဲ့ဘန်ဒိုဘန်ရှေတိုင်းပညာတွေကိုသင်ကြားနေပြီဆိုတာတွေကိုစာပေထဲမှာအခိုင်အမာတွေ့ရှိရနိုင်ပါတယ်။တင်ကြီးကိုင်ဗမာသူရဲကောင်းတွေကိုတပ်တစ်ခုအနေနဲ့ဖွဲ့စည်းခဲ့ပြီးတိုက်ခိုက်စေခဲ့တဲ့အထောက်အထားကိုတော့ကုန်းပေါက်ခေအလောင်းမင်းတရားကြီးဦးအောင်စရာရဲ့လက်ထက်ရောက်မှပဲတွေ့ရပါတယ်။ပုံစံအားဖြင့်တော့ဝရင်တုံးနဲ့ဆင်တူတဲ့တင်ကြီးလက်နက်ကိုကင်တွယ်အသုံးပြုနေရကြောင်းဝရင်တုံးတက်ရဲလို့အလွယ်တကူခေါ်ရကနေနာမည်တွင်ခဲ့တာပဲဖြစ်နိုင်ပါတယ်။တင်ကြီးပဲခေါ်ဝရင်တုံးပဲခေါ်ကုန်းပေါက်ခေတလျှောက်လုံးဖြစ်ပွားခဲ့တဲ့ရိုးတရားမြန်မာစစ်ပွဲတိုင်းမှာအလောင်းမင်းတရားကြီးရဲ့သစ္စာတော်ခံတင်ကြီးတက်ကရှေ့တန်းကနေရွချွတ်တိုက်ခိုက်ပြီးအောင်ပွဲတွေရယူပေးနိုင်ခဲ့တယ်ဆိုတာကတော့ပျောက်ကွယ်မသွားတဲ့အမှန်တရားတစ်ခုပါ။တစ်ချိန်ကဗမာလူမျိုးတွေထဲမှာစမ်းသစ်တီထွင်နိုင်မှုနဲ့စွမ်းရည်တို့နဲ့အတူရဲစွမ်းတတိအပြည့်နဲ့အမှုတန်းတွေရှိခဲ့တယ်ဆိုတာကလည်းဂုဏ်ယူစရာပါ။ဒါကြောင့်တစ်ချိန်ကအလောင်းမင်းတရားကြီးဦးအောင်စရာရဲ့အမှုထမ်းတင်ကြီးတက်တဲ့အတူတင်ကြီးလက်နက်အကြောင်းကိုဗဟုသုတရစေဖို့အတွက်ဂုဏ်ယူစာနဲ့တင်ဆက်ပေးလိုက်ရပါတယ်။အဆုံးထိနားထောင်ပေးခဲ့ကြတဲ့ပရိသတ်ကြီးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါတယ်။ဒီတက်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေကိုအမြဲမပြတ်တင်ဆက်ပေးနေဦးမှာမလို့ကျမတို့ရဲ့ channel လေးကို subscribe လုပ်ခဲ့ပြီးဖို့မမေ့ပါနဲ့နော်။ Facebook ကနေကြည့်ရှုတဲ့ပရိသတ်တွေကတော့ like and share လေးနဲ့အားပေးကြပါအောင်ရှင်။